ဒီနေ့ရင်းရဲ့လူချင်းတွေဒီနေ့ရောက်လာတယ် ဟုတ်ကဲ့ကျွန်မကြားနေရတာပေါ့နော်ကျွန်မဦးမင်းအွန်လိုင်းကိုအမြင်ကတ်တယ်မကြိုက်ဘူးအဲ့လိုပဲပြောနေကြကြားရရှင်အော်ရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေ ဦးမင်းအွန်လိုင်းကိုအမြင်ကတ်တယ်မကြိုက်ဘူးအဲ့လိုပဲပြောနေကြကြားရရှင်ရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေဦးမင်းအွန်လိုင်းကိုအမြင်ကတ်တယ်မကြိုက်ဘူးအဲ့လိုပဲပြောနေကြကြားရရှင်ရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေမင်းအွန်လိုင်းတင်းလာပြီခဏခဏပြီးတော့တင်းလာပြီဒီရေးကိစ္စတွေအတွက်ကျွန်တော်တို့ငင်းချရေးတိစောက်မှုလုပ်ငန်းစဉ်တွေကိုစောင့်နေတာဖြစ်ပါတယ်။ဘာသက်သွားတူလဲဆိုတော့မော်ဒယ်ခဲတော့ဝင်ပြိုင်ခြင်းနဲ့အဲ့ဒီအိမ်မှာမှန်မရှိဘူးဆိုတဲ့ကောင်မလေးနဲ့သွားတူတယ်။တင်အဘစိန်ဆိုရနဲ့ကြွားတယ်ဆိုတာအခုလက်ရှိဆိုရအဘစိန်ဆိုရနဲ့ကြွားတယ်ဆိုတာအဲ့ဒါကြီးပြောပြလား။နော်အဲ့လိုနိုင်ရှင်လို့လည်းစိတ်မတုံနဲ့။နော်အမှန်တရားကိုချပြပေးတာ။နော်စိတ်မတုံနဲ့။အဲ့တော့ပြီးတော့ပုပ္ပတီတိမြို့တော်ကြီးမှာပြလေးလမ်းပေါ့နော်။ပြကင်းလမ်းမကြီးမှာဒီလူတွေနေမပူအောင်လို့ဒီလိုမျိုးလေးဘဝလွယ်ပြီးနေပါလိမ့်နဲ့မိုးလေးလုတ်ပြီးထားတာပါခင်ဗျမြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါမရရင်ဘူးနိုင်ငံမှာလူဖြစ်ရတာလေတော်တော်ဘူးကန်ဆိုတာအားလုံးပဲမင်္ဂလာပါထုံးစံနဲ့ကျွန်တော်ရဲ့ channel လေးနဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်များတို့ပြောစရာတွေပြစရာတွေပဲရှိပါတော့ပြစရာနှစ်ပုတ်ရှိရယ်ဗီဒီယိုနှစ်ပုတ်ကျွန်တော်လုပ်ထားတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ပထမဆုံးတော့ဒီဂျပူးရဲ့ဒီဆောက်လွဲပြောတဲ့ကိစ္စပေါ့နော်သူကအရှိကနေဆောက်လွဲပြောအနောက်ကနေပြီးသူ့ရဲ့ဘောမတွေကပြန်ပြီးတော့အထုပ်တွေလိုက်ဖြီးဆိုတော့ဒီကလိုကိစ္စတွေကျွန်တော်လုပ်ထားတာရှိတယ်ကွာပြီးတော့လို့ရှိရင်နောက်ဆုံးကတော့ကျွန်တော်ဒီစစ်မှုတန်းနဲ့ပတ်သက်တဲ့ကိစ္စဒါလည်းဆောက်လွဲပဲဆိုတော့ဒီအောင်ကျွန်တော်ပြစရာရှိရောအဲ့တော့အဲ့ဒါနှစ်ခုကျွန်တော်ပြလူကြည့်ကြမယ်အဲ့တော့ရေးစရာတွေပါလားဆိုတော့ထုံးတယ်ကျွန်တော် channel မှာရေးစရာမပါလို့မရောက်ဘူးเนาะပါတာတော့အထူးသဖြင့်တော့ဒီဘောမတွေစောက်လွှဲရတယ်ကျွန်တော်ထိုင်ပြီးတော့ထပ်ပြီးခွေရဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေစမယ်ဘာနဲ့စမယ်ဆိုတော့ဒီဂျပူးရဲ့စောက်လွှဲပြောတဲ့ဂျပူးနဲ့ကျွန်တော်တို့စိုက်တာဟုတ်ပြီလားကဲတော့ ready 1 2 3 go me နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုလုံခြုံရေးတည်ငြိမ်အေးချမ်းမှုပြည်သူတို့ရဲ့ဘဝတွေဟဲ့လားတည်ငြိမ်အေးချမ်းမှုဘဝတည်ငြိမ်အေးချမ်းမှုရှိဘူးလို့ဟာငါလိုပါတော့နေမစတလာကလိုပါတော့အော်နိုင်ငံရဲ့တပိုင်းပြည်သူတို့ရဲ့ဘဝတပိုင်းမတူဘူးကြွားဖြတ်တာပါဒီလိုသာလုပ်မှဆိုရင်တိုင်းပြည်ကအခြေအနေကောင်းတွေအများကြီးရှိတယ်လို့အသုံးချနိုင်ပေါ့အခြေအနေကောင်းတွေအများကြီးရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟာငါလိုပါတော့နေမစတလာကလိုပါတော့အော်အားချောင်းနဲ့အတွင်းမှာအဲ့ဒီရင်းကြောင်းအဲ့ဒီကျိုးစားဆောင်ရမှာကျွန်တော်ပြောတယ်အဲ့တော့ကျွန်တော်အဲ့မှာလည်းပြောနေနော်ရက်ပေါင်းတရားလည်းပတ်သက်ပြီးကျွန်တော်ပြောတဲ့အချိန်မှာရင်းရဲ့ပြုတ်ကုန်မှုတွေလုပ်ခဲ့ပါတယ်ဘုရားထပ်ပြောချင်ပါတယ်ဒီကျွန်တော်တို့တဆူကကလန်းထားတယ်ရင်းချိုင်းနဲ့ပတ်သက်ပြီးတော့တိုင်းတဲ့ကဖွဲ့စည်းတယ်တိုင်းတဲ့ကဘယ်ဖွဲ့စည်းမဆိုဂျိုနီကတက်ချက်မှမထားဘူးရင်းရဲ့နော်ဆွေးနွေးကျွန်တော်ဖိတ်ပေါ်တာတရားထပ်ပြီးတော့ပြောချင်တက်လာတဲ့ဆိုရတစ်ကပြောတယ် KOS တွေကိုတဲ့ငိမ့်ချရေးဆွေးနွေးဖို့ဖိတ်ခေါ်မယ်ပေါ့နော်ဖိတ်ခေါ်လို့မှမဆွေးနွေးဘူးဆိုရင်ပေါ့ဘုံကျဲမယ်တဲ့ငိမ့်ချရေးဆွေးနွေးဖို့ဖိတ်ခေါ်လို့မလာတိုင်းတာဘုံကျဲမယ်ဆိုရင်တော့မြန်မာတနိုင်ငံလုံးတက်ချေကပြတ်သွားမယ်လားလို့ကျွန်မထင်တယ်နော်အော်ကျွန်တော်တို့ရက်ပေါင်းတရားစီမံချက်ထဲမှာထည့်တာရက်ပေါင်းတရားပြောမှာကျွန်တော်အကောင့်ထည့်ပေါ်လို့ပြောတာတို့ဆိုလည်းပဲလားတချို့ကြောင့်တဲ့ဒါဟိုလားဒီနေ့ကနေ့တည်းမရှိဘူးဆိုပြီးရက်တရားလို့ပြောထားတယ်ဆိုပြီးပြောကြရက်တရားပြောမှာဒါလုပ်တဲ့အတွက်ကြောင့်ဒါလည်း precondition လို့ယူဆစကားကိုပုတ်ချက်ချဖို့ဒါကတ်ပြီးတော့လုပ်တော့တကယ်ရင်းရဲ့လူကြီးရှင်ဒီနေ့ရင်းရဲ့လူကြီးတွေဒီနေ့ရောက်လာတယ်ဟုတ်ကဲ့ကျွန်မကြားနေရတာပေါ့နော်ကျွန်မဦးမင်းအွန်လိုင်းကိုအမြင်ကတ်တယ်မကြိုက်ဘူးအဲ့လိုပဲပြောနေကြကြားရရှင်အော်ရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေဦးမင်းအွန်လိုင်းကိုအမြင်ကတ်တယ်မကြိုက်ဘူးအဲ့လိုပဲပြောနေကြကြားရရှင်ရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေဦးမင်းအွန်လိုင်းကိုအမြင်ကတ်တယ်မကြိုက်ဘူးအဲ့လိုပဲပြောနေကြကြားရရှင်ရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေမင်းအွန်လိုင်းတင်းလာပြီခဏပြီးတော့တင်းလာပြီရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေရှိတဲ့ကိုကြည့်ပြီးတော့ပြန်ဖြည့်သေးခြင်းလေ1 2 3 off
တော်ကြပါတော့တော်ကြပါ မတော်နိုင်ဘူးမတော်နိုင်ဘူး အမှန်တန်ဆိုးပါတဲ့ဒီပဋိပက္ခတွေဂျားတွေကနေပြီးတော့ပြည်သူတွေကိုကျွန်တော်တို့တက်မတော်ကနေအချမ်းမြတ်မဲ့ရန်သူတို့တက်မှထားတဲ့ပုံကူတော့ဖြစ်တာပေါ့ ဟုတ်တယ် 你来来来，现在干嘛？来干嘛？来没来了吗？没有，我来，你要再抽一点看了吧？来吧，来吧，你要是来吧。 ဒါကြောင့်ပြည်သူကတက်မတော်ဒီသူတို့အကာအကွယ်ဆောင်းရှောက်ပေးတယ်ဆိုတဲ့အသည့်ကအဲ့ခရီးရှိကြတယ် ဒီညိုဦးလို့ပြောမိတာဟုတ်လေတော်တော်နောင်နာရနေတာပြောင်းရုံပြောလို့မယ်ဒီညိုပါတယ်ဟော ဒါကြောင့်ကျွန်တော်တို့ပြည်သူကကျွန်တော်တို့ပုံမှာအများအားအားထားတယ်အားကိုးတယ်ဆိုတာဖြစ်လာတာပါပဲ ဒီကအရင်ကအကူအားထား 现在没这样好大钱啊！原来三个是自己办比较顺完了，亏的。我有别的哈，我们中国那边这样。哎，你为啥这么办？俺家是为哪里说好，伢一出别的，俺家的没原来就干的把牛就养。 နှစ်ပေါင်း200ကျော်တက်တန်းရှိပြီးတော့ချောင်းတစ်နယ်လုံးရဲ့ကိုးကွယ်ရာအထွတ်အမြတ်ဖြစ်တဲ့ဒီပြားစင်းလူတော်ကြီးပါမီးလောင်ပြချခဲ့ရတာကလည်းစင်မြေရွာသားတွေအတွက်တကူပေါ်တကူဆင့်ပြီးတော့စိတ်မကောင်းဖြစ်နေကြရပါတယ်။ဘဝတစ်သက်တာလုံးချွေးနေစာရှာဖွေစုဆောင်းခဲ့ရတဲ့လူမှုစီးပွားဘဝလုံးကမကပဲကိုးကွယ်ယုံကြည်ရာတာသနိကအဆောက်အုံတွေပါဖျက်ဆီးခံလိုက်ရတာကစင်မြေရွာသားတွေအတွက်တော့အမြင့်ကနေဆွဲနှုတ်ဖျက်ဆီးခံလိုက်ရတယ်လို့ပါ။ ညိုလာပြီလို့တသိစိန်ကိုနောက်ကြီးညိုပါတယ်လို့ပြောရမယ်လို့တသိစိန်ကိုကြီးညိုလာလို့ပါလို့ တက်မတော်သားတွေကအခုရှေ့တန်းမှာခင်ဗျားတို့သိတဲ့အတိုင်းပဲအသက်နဲ့ရင်ပြီးတိုက်ပွဲဝင်နေတာဒီလိုတိုက်ပွဲဝင်တဲ့လူတွေကို အဲတန်းတဲ့ကန်တွေဟာ ပတိစိတ်ပြီးမြစ်တာပို့နေရမှာပတိစိတ်ပြီးတော့မြစ်တာမပို့နိုင်ဘူးကျဲတင်ကျဲရမှာပဲချတင်ချမှာပဲပြောချင်အောင်ပြောမယ်ပုတ်ခတ်ချင်အောင်ပုတ်ခတ်မယ်ဆိုရင်လုံးလုံးမရအောင် ဖင်းကခါလိုက်တော့မှာခါရတော့မဝဘူးဖြစ်နေတာပြဿနာလား ကျွန်တော်တို့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားဟာပြည်တော်စုမပြိုကွဲရေးတိုင်းရင်းသားစီတို့ညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်အခြာအာဏာတည်တဲ့ခံမေးတွေပဲဖြစ်ပါတယ်ဒီရေးကိစ္စတွေအတွက်ကျွန်တော်တို့ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတာဖြစ်ပါတယ် ဘာနဲ့သွားတူလဲဆိုတော့မော်ဒယ်ခဲတော့ဝင်ပြိုင်ခြင်းနဲ့အဲ့ဒီအိမ်မှာမှန်မရှိဘူးဆိုတဲ့ကောင်မလေးနဲ့သွားတူတယ်သူကမှန်မရှိတော့သူချောလာလာသူမသိဘူးဒါပေမဲ့သူကမော်ဒယ်ခဲပြိုင်ခြင်းအဲ့ဒီပုံစံဖြစ်သူတို့အခြေအနေကောင်းမလို့မမြင်ဘူး တိုင်းပြည်ကိုငါလုံးဝတော့စစ်ဖြစ်အောင်လုပ်စစ်ကိုလာပြနိုင်ငံရေးပြတော့နိုင်ငံရေးနဲ့မလို့ဖြည့်ရှင်းကြအကောင်လုံးပြောတာဘိုးကျော်မကြီးမရောက်လာတဲ့ငါပြောတယ်ဒီတိုင်းပဲလီးတယ် နော်အဲ့တော့ကျွန်တော်တို့ဒီပေါ့အခုကျွန်တော်မြန်မာနိုင်ငံအခြေအနေကိုကြည့်လိုက်ပါကျွန်တော်မြန်မာနိုင်ငံမှာကပြည်သူမှာပြည်သူပဲရှိတယ်ခင်ဗျားတို့ကျွန်တော်တို့ကိုအခုအုပ်ချုပ်နေတဲ့တမရဆိုတဲ့ပုံကောကလည်းဘိုးတဘိုးတဲ့တမအဲ့ဒီဘိုးတဘိုးတဲ့တမကိုခင်ဗျားတို့ဘာမှအားကိုးလို့ရမှာမဟုတ်ဘူးဘိုးတဘိုးတဲ့ရှိတဲ့ပုံကောခင်ဗျားတို့ဘာမှအားကိုးလို့ရမှာမဟုတ်ဘူးဒီပုံကောစစ်ကောင်းဆောင်ဘဝမှာဆိုတဲ့ခင်ဗျားတို့ကြည့်လိုက်ပါစစ်ကောင်းဆောင်ဘဝမှာဆိုလို့ရှိရင်လည်းအောက်မှာစစ်တပ်ကပြည်ပြက်နေပြီနော်ဘဝတွေပြက်နေပြီခွေးဖြစ်တဲ့သူကဖြစ်နေပြီစစ်သားတွေအားလုံးတောင်ပြေးမြောက်ပြေးပြေးနေရတဲ့ဘဝတွေရောက်လာဟာတခါလဲစစ်ဌာနချုပ်ကြီးတွေနော်စစ်တိုင်းကြီးတွေကြာလာတစ်ခုပြီးတစ်ခုအပြုံးမပြတ်ဘူးသူနဲ့သူ့မိသားစုဘာမှမဖြစ်ရင်ပြီးရောအဲ့ဒီပုံစံမျိုးသူကနေတဲ့ပုံကိုအောက်မှာသူ့စစ်သားသူဘာဖြစ်ဖြစ်ဂရုမစိုက်ဘဲနဲ့ဘာမှမဆိုဘိုးတဘိုးတဲ့တမဒါသူ့ရဲ့အခြေအနေပါ နောက်တကမလာတော့ဘူးနော်မင်းပြောတော့သူ့မကြောက်လို့သူစစ်သားတွေကြောက်တယ်မဒီကိုစုပ်ရတာကြောက်တယ်အခုပြည်သူအုပ်ချုပ်တဲ့တမရအဘွားရောက်လာပါတမရဘွားရောက်တဲ့အခါမှာလည်းခင်ဗျားတို့ပြည်သူဘာဖြစ်စိတ်ဝင်စားမှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ပြည်သူမှာပြည်သူပဲရှိတယ် အဘစင်ဆိုရနဲ့ကြွားတယ်ဆိုတာအခုလက်ရှိဆိုရအဘစင်ဆိုရနဲ့ကြွားတယ်ဆိုတာအဲ့ဒါကြီးပြောပြလားနော်အဲ့လိုနိုင်ရှင်လို့လည်းစိတ်မတုံနဲ့နော်အမှန်တရားကိုချပြပေးတာနော်စိတ်မတုံနဲ့အဘစင်လက်ထက်နဲ့အခုလက်ထက်တွေဘာကွာလဲညောင်တိမှာပါမြင်မှာပါနော်အဘစင်ကိုယ်တိုင်ပဲဒါလွှတ်ပြောင်းပေးခဲ့ရည်လေနော်အဘစင်ကပြည်သူဒုက္ခမပေးဘူးပြည်သူတွေစိတ်ဆင်းရအောင်မလုပ်ဘူးနော်ပြည်သူတွေအဆင်ပြေပါစေဆိုထားတာနော်ပြည်သူတွေအိုးအိမ်မဖြစ်ဘူးမြေယာတွေမသိမ်းဘူးလမ်းမေးစေးတယ်ကိုမဖြစ်စီဘူးနော်မယောင်ရလဲစီမလို့အကျိုးရှိရှိအသုံးချသွားတာသူ9နှစ်တာအတွင်းမှာနော်အဖဆိုင်ကလေသူပြည်သူတွေအတွက်စိတ်အေးချမ်းသာမှုပေးသွားတယ်တမနာကြီးအစ်စ်မှန်နော်အခုကကြတော့ဘလို့ခေါ်နေပြုံနဲ့နော်လှုပ်ချင်ရလှုပ်အောက်ကပြောသမျှအကုန်ဘလို့လည်းမသိဘူးအဲ့လိုပြောရင်စကားအမှားပါအောင်မယ်နော်ကိုကျော်မျိုးမင်းလို့ခေါ်ယူစစ်စစ်ခံမှာလဲကြောက်ကတော့မကြောက်ပါဘူးကိုမှန်နေဆိုတော့ဖြည့်ရှင်းပေးနိုင်တဲ့အရာဆိုတော့ဖြည့်ရှင်းမှာပေါ့နော်အမှန်တရားကိုပြောပြလေကျမတို့ပြောတာမမှန်လို့လားနော်မမှန်လို့လားလူဟာအပေါက်ဆိုးတဲ့လူကကြောက်စရာမလိုဘူးနော်ညနေမှာအပြုံးချိုတဲ့လူတွေကြောက်ရတယ်သူရဲ့အဖြစ်စိတ်တွေကိုကျမတို့မသိအောင်ပါစက်အပေါက်ဆိုးတဲ့လူကကြောက်စရာမလိုဘူးတ
ပြောချင်တာကျမတို့လူမျိုးပါဇက်အပေါက်ဆိုးတဲ့လူကြောက်စရာမလိုပြုံးနဲ့နေတဲ့လူတွေကြောက်ရတယ်ရှင်နော်အခုလည်းအဲ့လိုမျိုးဖြစ်နေပြီဘာဆိုင်လဲအမှန်တရားကြီးထောက်ပြတာလေနော်ကိုကျော်မြင့်မြင့်ဆိုလည်းအမှန်တရားကိုထောက်ပြတာအခုကဘလို့ဖြစ်နေလဲဆိုတော့နော်သူတို့ထောက်ခံခဲ့တဲ့လူတွေသူတို့အတွက်ပြောပေးခဲ့တဲ့လူတွေအမုန်းခံအမိုက်ခံနော်အချင်းချောက်ခံပြီးပြောပေးခဲ့တဲ့လူတွေကိုကြတော့တယောက်ပြီးတယောက်ဆွဲသွင်းနေတာနော်တမတော်တော်ရမယ်သူတို့တတ်မဲ့ဖြတ်မဲ့နော်သူတို့တတ်မဲ့ဖြတ်မဲ့နော်ချင်းချောက်ပြီးတော့ဘယ်နာမှဘလို့ဘုံခွဲမဲ့ဘလို့ဘာလုပ်မဲ့နော်အဲ့လိုတပုံတွေကိုကြတော့သူတို့ကဝဲကန်နော်ဝဲကန်ဆိုပြီးခေါ်နေကြတာပြည်သူတွေမောအောင်မလုပ်ပါနဲ့ပြည်သူတွေချောက်ပါမြို့တော်ကြီးဆိုပေမဲ့လို့လဲကျွန်တော်တို့စိတ်တွေပါလေလဲအေးစစ်ကြောင်းလို့ရပါတယ်ခင်ဗျလို့လဲစားလို့ရပါတယ်ခင်ဗျဒါစေတနာပေါ့ဒါတော့ပြီးတော့ပုပ္ပတိတိမြို့တော်ကြီးမှာရလေးလမ်းပေါ့နော်နှစ်ပြကင်းလမ်းမကြီးမှာဒီလူတွေနေမပူအောင်လို့ဒီလိုမျိုးကြီးဘဝလွယ်ပြီးနေပါလိမ့်နဲ့မိုးလေးလုတ်ပြီးထားတာပါခင်ဗျဒါတော့လမ်းဘေးမှာကျွန်တော်တို့စီမဲကမ်းမဲ့ဒိုင်ဘာတွေကိုအပင်မော်တင်ပြစ်သွားကြတော့ဒိုင်ဘာပင်ပေါက်နေသလိုပါပဲခင်ဗျလိုအပ်တဲ့လူတွေယူသုံးလို့ရပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ဥပဒေရဲ့ခွလေအုပ်စုလေးတအုပ်စုပေါ့ခင်ဗျာခွေချင်းတွေ့တယ်ခွေချင်းတွေ့ရောက်နော်ကြိုင်ကျဲတော့ကျွန်တော်တို့ဥပဒေရဲ့စီပင်ရဲ့မြစ်တာပေါ့နော်ဒါလမ်းပေါ်မှာဒီလိုခွလေနေသူကမြစ်တာထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကရက်ွက်သားတွေကကျွန်တော်တို့အောင်လအဆန်းနဲ့ဂျော်ရှူဘင်းတို့ဘိုးနေလိုက်ခမဲ့ကြည့်နေရတာပေါ့စီပင်ရဲ့မြစ်တာပေါ့ကျွန်တော်တို့ဟိုစီပင်လာတဲ့ရေပါခင်စီပင်ကဘူပါဒီတစ်မျိုးလုံးကိုသူကမိုးရင်းဆိုရင်လက်ဖက်ဝေပါတယ်ခင်ခါလေးလက်ကော်ဖီအောင်ပြောင်းသွားတယ်မိုးများရင်လက်ဖက်လည်းဝေပါတယ်မိုးတိတ်သွားပြီဆိုတော့ရေလည်းမလာတော့ပါဘူးဗျဒါတော့စီပင်ရဲ့မြစ်တာပေါ့ကျွန်တော်တို့နေရဲလက်ဖိတ်တော့ရတယ်ခင်ဗျအချိုးတော့ပေါ့တယ်လေတွေးတိုးလေးစီးကြိုးလေးဖြစ်မှာဆိုလို့ချိုးတော့ပေါ့တယ်ကြားလေးခတ်တော့ကြဘူးလကမမေးမလိုက်ယူသွားမယ်စောင်းကြီးတော့ပဲကစ်နေတာဆိုတော့ဒါမြင်တဲ့အတိုင်းပဲပြသလားတော့ဒါဂျပူကရေးရတယ်ပြီးတော့တောင်ပြောမြောက်ပြောတယ်ဆိုတော့သူ့နောက်ကသူ့ရဲ့ဘောမတွေကရှေ့ပြောတောင်ပြောပေါက်ကြရတယ်အကုန်လုံးကတော့ကဲတထဲတဲ့ကိုကြားနေသူတို့စကားတွေရတယ်အဲ့ဒါကဲဆိုတော့ဟုတ်ပြီအဲ့တော့ဒါပထမတစ်ပိုင်းကျွန်တော်ပြခုပိုင်းဆိုတော့တော့ပြအောင်မယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့စစ်မှုတန်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ကြတော့မြောက်ပြစရာတွေရှိရုပ်သံတွေရတယ်အဲ့လိုပဲတစ်ခုချင်းသွားမယ်ပေါ့နော်ကျွန်တော်ကထပ်ပြီးတော့ကြည့်ကြမယ်ကြည့်ပြီးတော့ဒီဘောမတွေသူတို့ပြောတဲ့စကားတွေရှေ့စကားနောက်စကားတွေနောက်ကသူဘလိုတွေပြဒီညီပြီးမှာသူတို့ဒီအချင်းချင်းဘလိုမျိုးကွဲလဲမှုတွေရှိရဆိုတော့ကျွန်တော်ထပ်ပြီးတော့ကြည့်ကြမယ်နော်ဟုတ်နော်စမယ်ကဲဒီမှာလက်တလောလူပြောင်းဆုံးမှုကိစ္စရပ်များနဲ့ပတ်သက်ပြီးလူမှုကွန်ရက်များမှာခေတ်သစ်မီဒီယာအပါအဝင်ပြည်ပြမီဒီယာများကနိုင်ငံတော်အစိုးရနဲ့တပ်မတော်အပေါ်ပြည်သူများအထင်မြင်လွဲမှားစေရန်ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များပြည်သူစစ်မှုထမ်းထမ်းဆောင်ရမှုများနဲ့ပတ်သက်ပြီးခေါင်းစဉ်အမျိုးမျိုးအကြောင်းအရာအမျိုးမျိုးဖြင့်မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိရာအဆိုပါဖြစ်စဉ်များသက်ဆိုင်ရာတာဝန်ရှိသူများကစစ်ဆေးခဲ့ရမှာအထက်ပါဖြစ်စဉ်ကဲ့သို့မဟုတ်မမှန်ကောလာဟလသတင်းများအားဖော်ထုတ်တွေ့ရှိရပါတယ်ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များအနေနဲ့ထုတ်ပြန်ထားတဲ့စစ်မှုထမ်းဥပဒေနဲ့အညီသာဆောင်ရွက်လျက်ရှိပြီးပြည်သူများအကြောင်းမဲ့ဖန်ဆီးခြင်းစစ်ဆေးခြင်းမရှိကြောင်းတို့ဖြစ်ပါ၍ပြည်သူများအနေနဲ့သတင်းတုသတင်းမှားများအားစဉ်းစားချင့်ချိန်သုံးသပ်နိုင်ပါရန်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့လည်းပြည်သူများအေဂျင့်စွာနေထိုင်နိုင်ရန်အတွက်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုပြည်သူများရဲ့ပူးပေါင်းပါဝင်မှုဖြင့်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ကိုတိုင်းနယ်ဒလင်းအရှိဘက်ကရွာတွေကတ်ဆိုင်နေပါပြီတဲ့။ကပ်ပေးဒီဇိုင်းဘာကပ်များလဲမလဲဆိုလို့ရှိရင်ပေါ်တာကပ်ပေါ့။ပေါ်တာကပ်ပေးဒီဇိုင်းနေ။ပေါ်တာမဆိုးဘူး။ဥပုပ်ကုန်းပါဗျာနော်။အာသူဘချလို့တွင်းတူးနေ။တွင်းတူးနိုင်သေးတယ်ဆိုတဲ့ခါကျလူငယ်တွေဆိုလို့ရှိရင်ဒါဆွဲမှာဆိုလို့အဖိုးကြီးသွားတူးတာပါအသက်60ကျော်တွေနော်သွားတူးကြတာ။တွင်းတူးပြီးတော့အာသူဘလေးသွားချပြီးပါရဲ့။အေးပေါ့အသက်ကြီးရွယ်တွေဆိုတဲ့ခါကျတော့လဲဒါတည်ချင်းတရားကိုသူနားလေတဲ့သူတို့ပြောနော်သူလည်းကိုယ်လည်းဆိုတာရှိတယ်ပေါ့အဲ့တော့တကြီးရွယ်ဦးမှာမဟုတ်ပါဘူးတကြီးတရားကတော့ကျွန်တော်တို့ငယ်ရွယ်တဲ့သူတွေပဲဖြစ်ဖြစ်လူလက်ပိုင်းတွေပဲဖြစ်ဖြစ်ကြီးငယ်မျိုးအကုန်လုံးကတော့ရဆိုင်ရမှာပါပဲအဲ့တော့ဖိုးကြီးတွင်းတူးနေတွင်းတူးတာကိုဆွဲတယ်ဗျာနော်3ယောက်ကိုဆွဲတဲ့ခါကျတော့ကျွန်တော်တို့အသက်က60ကျော်နေပြီလေဒါလည်းခင်ဗျားတို့စစ်မှုထမ်းဆွဲလုံးနဲ့ပဲလားဆိုတဲ့ခါကျတော့
ဟေးဆွဲတယ်ဟေးဆွဲတယ်ဟာ လောက်ဆိုရပြူ တို့ကအသက်60အထိဆွဲမှာ65အထိဆွဲမှာအဲ့တော့60ကျော်လောက်နဲ့လာမှာပြောနေနားထားလိုက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတွေ့မြအကုန်ဆွဲနေရလဲတော်တော်စိုးပါလေဗျာနော်အဲ့တော့အာသုဘဆိုတဲ့ခါကျတော့ဗျာဟိုအသက်မပြည့်သေးတဲ့သူလည်းပါတာပေါ့အသက်မပြည့်တဲ့သူကြတော့360တောင်းတာ another one ဟိုကတော့အပတ်စဉ်26တွေကတော့6လပိုင်း29ရက်နေ့မှာတင်တဲ့ဖွင့်လိုက်ပါပြီလို့နောက်29 28အဲ့ဒီလိုပေါ်တာဆွဲရတာ တင်တဲ့ဖွင့်ပွဲမှာလည်းညီကိုတို့မပါအောင်လို့သွားတာလာတာလေးတွေကိုယူဆိုင်စီခြင်းတယ်ခုဆိုရင်29လေးလူစုနေလောက်ပြီထင်ပါတယ်ဒီထဲမှာမပါအောင်လို့ချိန်နဲ့သွားချိန်နဲ့လာချိန်နဲ့စားချိန်နဲ့အိတ်တော်လို့လည်းဒီလိုပါပဲအချိန်တွေမရှိခဲ့လို့အချိန်တွေမကြည့်ခဲ့လို့ကဲကြည့်ဦးခုပင်ပန်းဆင်းရဲဒုက္ခခံနေရတာလို့ပြောလို့ရပါတယ်ဘူးမလုပ်ချင်တဲ့စစ်မှုထမ်းဘူးတော့ဘောနော်ဒါပေမဲ့နေ့ဆိုတော့မပြေတော့မပြေပါဘူးပြီးမြောက်အောင်လို့တာဝန်ထမ်းဆောင်သွားမှာလို့ကျန်တဲ့ညီကိုလေးဒီလိုမဖြစ်အောင်လို့မာရချစ်ပြပါတယ်နော် another one အဲ့ရည်စရာမဟုတ်ဘူး တက်တော်ကောက်ကွယ်ဦးတီချုပ်ဘုံမှုကြီးရဲဝင်းခင်ဗျကျွန်တော်တင်ပြတာရှိပါတယ်ခင်ဗျကျွန်တော်နာမည်နေလင်းပါခင်ဗျနော်ကျွန်တော်ဗာတင်ပြမလဲဆိုတော့ဗောနော်ကျွန်တော်တို့ဒီလက်ရှိဗောနော်ကျွန်တော်တို့မှာပြည်သူတွေဗောနော်ကျွန်တော်တို့ပြည်သူတွေဗောနော်ဒီရက်ွက်မှာလုံနေတဲ့အုပ်ချုပ်ရေးမှုတွေဗောနော်အုပ်ချုပ်ရေးမှုတိုင်းမှာပြောပါဦးအုပ်ချုပ်ရေးမှုတချို့ဗောနော်ကျွန်တော်ပြောချင်တာအုပ်ချုပ်ရေးမှုတချို့ကျွန်တော်တက်မတော်ကနေပြီးတော့စီမှုတန်းကြီးတွေကောက်ခိုင်းနေဆိုပြီးတော့ကောက်ပြီးတော့ဗောနော်လိန်လဲပြီးတော့ညာစားနေပါတယ်လို့ကျွန်တော်အဲ့ဒါဒီကျွန်တော်တွေးရှိရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တက်မတော်ကောက်ဝေးချုပ်ဗိုလ်ချုပ်မှုကြီးရဲဝင်းကိုကျွန်တော်နေလင်းမှာတင်ပြခြင်းဖြစ်ပါတယ်တူကြီးတော့ဗျာတချို့ပြည်သူတွေတော်ကြီးဒုက္ခရောက်တယ်လူဒုက္ခရောက်တော့ဆိုတော့ဆိုရင်ပေါ့ဗျာဒီအိမ်ရမရှိတဲ့လူတွေဆိုရင်အိမ်ငှားပြီးနေရတာတစ်မျိုးဒီအချိန်တန်းကျအိမ်လာကပေးရမှာတစ်မျိုးနောက်ပြီးဆိုရင်ဗျာဒီလာတင်လိုက်ပေါ့စီမှုတန်းကြီးကိုလာကောက်နေတော့တွေ့ပေါ့နော်အဲ့လိုမျိုးပေးရတာမျိုးသူတို့ပူတင်တော့ကနေများနေပါတယ်ခင်ဗျာနော်တချို့လူတွေဆိုစိတ်တက်တွေကြာစိတ်တွေညစ်နေကြပါပြီအဲ့ဒါလေးအဲ့ဒါလေးကိုကျွန်တော်ပြောပြကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဒီတော့ပါပဲဗျအဲ့ကြောင့်မလို့ကျွန်တော်ပြောချင်တာကဒီအဲ့လိုမျိုးပေါ့နော်ဒီရက်ွက်ဒီမှာအုပ်ချုပ်မှုတွေဒီလိုပတ်စံနေကောင်းတာတွေကိုကျွန်တော်ပြောချင်တာကြည့်ရောက်တော့အရေးယူပေးသေးချင်ပါတယ်ခင်ဗျာနော်အဲ့ဒါကျွန်တော်တင်ပြတယ်ဒီလောက်ပါပဲခင်ဗျ another one နေ့ကတော့ပို့တင်လာတယ်ကျွန်တော်ကမွန်ပြည်နယ်ပေါင်သေးပြီကုန်းမှာနော်ဒီမိသားစုရဲ့ကောင်လေးကလွန်ခဲ့တဲ့9လလောက်ကတက်သေးကိုရောက်သွားတဲ့ကိစ္စလေးမှာဘယ်ကိုရောက်လို့ရောက်နေမှမသိဘူးဘာဖြစ်လို့ဖြစ်မှမသိဘူးဆိုတာလေးကိုသူတို့ကသိကျင်တဲ့အတွက်နော်ဘယ်တက်မှရောက်နေတယ်ဆိုတာကိုသိကျင်တဲ့အတွက်ကျွန်တော်အခုညီတောင်းတဲ့အတွက်ကျွန်တော်ဒီမှာမနေ့ကဒီတဲပြီကုန်းကအုပ်ချုပ်ရေးမှုကဒီဟာကိုလောက်သွားတာပါဆိုပြီးတော့ကျွန်တော်ကပို့တွေတင်ပြီးတော့တာဝန်မှုတာဝန်မှုဖြစ်အောင်မနေ့ကကျွန်တော်တို့ခေါ်ညှိရတယ်။ပြီးတဲ့အချိန်မှာအုပ်ချုပ်ရေးမှုနဲ့ကျွန်တော်တို့မနေ့ကတွေ့တယ်။ဒါတွေကလွန်ခဲ့တဲ့9လကျော်ကသူတို့ကထည့်လိုက်တာမဟုတ်ဘူး။ကြောင်းစားလိုက်တာမဟုတ်ဘူး။သူတို့အနေထားရဲ့ policy ရကောင်လေးကပါသွားတယ်လို့ပြောတယ်။သူတို့မရောင်းစားဘူးပေါ့။ဒါပေမဲ့ကျွန်တော်ကအကောင်လေးကိုစစ်တပ်ထဲထည့်လိုက်တယ်နင်နာမှုကျွန်တော်တို့တောင်းတဲ့အချိန်မှာအုပ်ချုပ်ရေးမှုကသူမထည့်ပေးမဲ့လေဒါသူကြေးတာသူသားဖြစ်တဲ့အတွက်ဆိုပြီးတော့ကျွန်တော်တို့ဒီနင့်နာတဲ့မိသားစုကိုလက်စိတ်ပေးတယ်နော်ဟိုတဲစိတ်ပေးတာဟို10သိန်းပေးထားတယ်အဲနောက်12ရက်နေ့ကျရင်15သိန်းထပ်ပေးမယ်လို့ပြောထားတယ်ပြီးတော့ကောင်လေးကအပတ်စဉ်19ကျောင်းဆင်းလို့ပြောတယ်ဘယ်ရောက်နေလဲဆိုတာကတော့သူစုံစမ်းထားတယ်စုံစမ်းမေးရင်ပြန်ပြောမယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော်တို့ကမနေ့ကတင်ထားတဲ့ပို့ကိုကျွန်တော်တို့ပြန်ဖြတ်ပေးလိုက်တယ်ဒါသူဖြည့်ရှင်းပေးတာကိုဖြည့်ရှင်းပေးတဲ့အတွက်ဟိုသူလည်းအကျိုးအကြောင်းနဲ့ဖြည့်ရှင်းပေးတယ်ကျွန်တော်တို့လည်းလက်ခံတယ်မနေ့ကပို့ကိုဖြည့်ရှင်းပေးလိုက်တယ်အဲ့တော့ဒီကိစ္စကသူတို့သိကျင်တဲ့ဟာလည်းသိရတယ်ဟိုကျွန်တော်တို့ကလည်းဟိုထိုက်တဲ့လောက်အကျိုးခံစား권မရှိပေမဲ့လည်းတင်းလဲတော့တော့ဟိုကြားတယ်ပေါ့ဗျာတိတ်စိတ်เนาะဒါနင်းလာတဲ့သူကိုကျွန်တော်ကူညီပေးခဲ့ရတယ်စီးပွားရေးလို့ဖြစ်ဒီမိသားစုလည်းအားလုံးမကျေနပ်တာတော့မှထိုက်တဲ့လောက်တော့ကျေနပ်တယ်ပေါ့ဗျာအဲ့တော့အခုကျွန်တော်ထပ်ပြီးပြောချင်တာကခလေးကဒီကလေးဓာတ်ပုံလေးကိုကြည့်ပါအဲ့ကလေးလည်းကျွန်တော်တို့ကိုဆက်သွယ်ဖို့เนาะနာမည်ကတိုင်ချစ်ဆိုအဖကဥခင်ဆို30မင်းဆောင်ပမနာ9 251 954เนาะအဲ့တော့အဲ့ကောင်လေးကဟိုကျွန်တော်တို့ဆက်သွယ်မယ်ဆိုဒီဖုန်းကိုဆက်သွယ်ပေးပါ09 664 836 226ကိုအဲ့တော့ငါညီလဲကြားတယ်တွေ့တယ်ဒီဖို့ကိုတွေ့ပြီဆိုရင်ဖုန်းနံပါတ်ချပေးပါတယ်ငါညီလဲဘယ်ရောက်နေတယ်ဆိုတာကိုမိသားစုပေါ်ကိုနော်ဆက်သွယ်ပေးပါ another one ဘယ်ရောက်လို့ဘယ်မှာမသိလို့ဖြစ်တာဟိုဒီချိန်တုန်းကခေါင်းဆောင်ဖြစ်ခဲ့တဲ့ခွေးစကားကြောင့်ဒီတန်းရွှေပေါ့နော်ကျွန်တော်တို့ကျင်းထဲမှာတော့ခုချိန်ထိလည်းခေါင်းဆောင်ပါပဲမြို့ကြီးတန်းရွှေပြောသွားတဲ့စကားလေးတစ်ခုရှိတယ်ငါတို့ကကွာတဲ့နိုင်ငံရေးရတာဟလား
တန်တဲ့ကန်တောင်းချမ်းသူတွေကနိုင်ငံတော်အစိုးရရဲ့သဘောထားဟိုအမြင်မှရရှိပြီးတော့မှနော်တန်တဲ့ငြိမ်းချမ်းရေးလေးဆိုပြီးတော့မှပြောတာပါတဲ့တကယ်တမ်းကတော့ဘာလို့နဲ့အင်အားချင်းမရှင်းနိုင်တော့လို့ဒါတို့စီမှာဒါခိုးဝင်လာပါပဲတဲ့ဒါသူပြောတာရှင်းရှင်းလေးပဲတမ်မတော်ကိုထူထောင်လိုက်တဲ့အခါကျတော့တမ်မတော်နဲ့အင်အားချင်းမရှင်းနိုင်တော့သူတို့ကလည်းငြိမ်းချမ်းရေးလေးတယ်ဒါပေမဲ့တပုံဆိုတဲ့လူတွေကပွင့်လင်းပြောလို့ရှိရင်သူညံညံထက်ပူပြားတယ်ဗျပြီးတော့လည်းတစ်ချိန်တည်းမှာသူတို့ဘက်ကကြည့်ရင်တော့လည်း survivor of fittest ပေါ့နော်သူတို့အပြင်းနဲ့ကြိုးစားရုန်းကန်နေကြတာဒါကြောင့်မို့လို့ဘာလို့တလဲဆိုရင်တော့ဖြင့်တမ်မတော်ဘက်ကကန့်တတ်ထားတဲ့အင်အားမတူချဲရဘူးချက်ကြီးမကောက်ရဘူးနေမြေမချဲထွင်ရဘူးတခြားနေမျိုးတို့တော့ရှိလဲနဲ့မကန်ရဘူးဒါတွေအားလုံးကိုသူကဖောက်ဖျက်တယ်အဲ့တော့နိုင်ငံတော်အစိုးရကလည်းအဲ့ချိန်မှာတော့ဖြင့်စိတ်ရှိထားလိုက်တဲ့ခါကျတော့အဲ့စိတ်ရှိတာများသွားတဲ့ချိန်မှာတမ်မတော်တွေကိုဝင်တဲ့လူကနဲလာတယ်သူတို့လည်းစူးစီးမိတဲ့လူကများလာတဲ့ခါကျတော့နိုင်ငံတော်ကအခုဒုက္ခကြီးကြုံရတာပေါ့ဗျာဒီကြားထဲမှာ PDF ကပေါ်လာတဲ့ခါကျတော့ဒါပို့ပြီးဆိုးသွားတယ်ဒါနိုင်ငံတကာတချို့နိုင်ငံတွေကထောက်ပံ့ပေးရမှုတွေရှိတဲ့ခါကျတော့တောင်းကျမ်းသူတွေကဒါစူးစီးမိသွားပြီးတော့နိုင်ငံကအခုလိုဒုက္ခကြုံရတာပေါ့နော်ဒီလိုမနိုင်ဘူးလား1027ဆိုတာအားလုံးသိတဲ့အတိုင်းပဲလေတကယ်တမ်းကိုတမတော်အနေနဲ့ဟိုနီးပညာအရာလည်းကွာဟာတဲ့ခါကျတော့ဒါတော်တော်လေးကိုခံရတဲ့အနေနဲ့ရှိပါတယ်ခုတော့လေအဲ့ဒါတွေကိုပြန်လဲကဲနေနိုင်ရတော့ဗာလဲဆိုရင်တော့ပြင်စစ်မှုထမ်းဥပဒေအရတတ်မတော်လူရင်ကဖြည့်တင်းပေးနေတာအတိတ်ကကြားတယ်အဲ့တော့တချို့တွေကဒေသတွေမှာဆိုလို့ရှိရင်စစ်မှုထမ်းဥပဒေအရစုဆောင်းထားတဲ့ဒီလူသစ်တွေနဲ့ပဲအဓိကထားပြီးတော့မှတိုက်တာမှာအောင်မြင်တာတွေလည်းတွေ့ရတယ်ခုကျတော့လေဒီ Peace Forum မှာတချို့တော့ကိုယ်စားလှယ်တွေကဆွေးနွေးကြတဲ့အခါကျတော့စစ်မှုထမ်းဥပဒေကိုရပ်ဆိုင်းပြီးပါဆိုတော့လေတော်တော်လေးကိုရှေ့တန်းရောက်လာတာပေါ့နော်ရပ်ဆိုင်းတာမရပ်ဆိုင်းတာကတော့ဒါကတော့နိုင်ငံတော်အကြီးအကဲရဲ့သဘောထားပါပဲဒါပေမဲ့လည်းတကယ်တမ်းပြောမယ်ဆိုလို့ရှိရင် Peace Forum ကိုသူက stepping stone လုပ်ပြီးတော့မှ platform တစ်ခုလုပ်ပြီးတော့မှသူတို့ရဲ့ပုံကိုယ်ရေး image ကိုထူထောင်သွားတယ်လို့မြင်တာပေါ့နော်ဒီစစ်မှုထမ်းဥပဒေကိုမရပ်ဆိုင်းခင်ကစားသူဒီလိုပြောခဲ့တယ်ဆိုတာလေးကတော့သူ့အတွက်တော့ image ပိုကောင်းသွားတာပေါ့နော်မဲလုံး DSA နေနဲ့မဲလုံးစစ်တပ် ဆဲရမဟုတ်ဘူးလုံးလေးသူတို့ကဒီစစ်မှုတောင်လုံးဝသူကမရက်ကိုမရက်ချင်ဘူးသူကဘာလို့လဲဆိုတော့သူတို့ရဲ့ဒီစစ်သားအင်အားကလေလိုတလောက်ကိုရနေတဲ့အတွက်ကြောင့်သူကစစ်မှုတောင်ကိုလုံးဝမရက်ဘူးကောင်လေးကလုံးဝအဲ့စစ်မှုတောင်ကြီးအမြဲတမ်းသူကထားမှာအဲ့တော့စစ်မှုတောင်ရှိသေးတော့ကျွန်တော်ဒူငယ်တွေကပြည်ထဲမှာရှိတဲ့ဒူငယ်တွေကကိုကနာကက်ပြောက်နေမှာပဲတော်ဆိုးတယ်ကဆိုတော့ဒီကျွန်တော်တို့တန်တယ်လောက်ပါပဲဆိုတော့နောက်ကြတော့တောင်းပါပါတယ်အင်တာနက်ကတော်လေးကိုတိုင်ပြတယ်မှာရာသီဥတုကြောင့်လည်းပါတယ်ပေါ့နော်ဆိုတော့ဒီရုပ်တံလို့သဘောကျမယ်လို့ထင်ပါတယ်အဲ့တော့ထုံးစံတိုင်းဒီရုပ်တံနဲ့ပတ်သက်ပြီးဝေဖန်အကြံပြုချင်တာရှိရဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ comment မှာဝင်ရောက်ရေးသားရင်းနေပဲကျွန်တော်လည်းပဲထပ်ပြီးတော့စုံအောင်ပါမယ် okay bye bye